အာကျိတ်ဒေတာရဲ့အေးဆက်လှလေးနှင်းပြနေကြကတက်ရှိလေးတွေရဲ့ရုံးကန်ရှင်သန်မှုကိုတင်ဆက်ပြီးမိအစီအစဉ်လေးမှာအားလုံးကိုကြိုဆိုပါရစေ။ဒီနေ့မှာတော့တက်တိခဲအာကျိတ်မြေခွေလေးတစ်ကောင်ရဲ့အမခန်းခီးစဉ်အကြောင်းကိုပြောပြပြီးသွားမှာပါ။ပရိသတ်ကြီးစဉ်းစားကြည့်ပေးပါ။ဖြူဖွေးနေရဲ့နှင်းတော်တွေပဲရှိရဲ့အာကျိတ်ဒေတာမှာ6လကြာအောင်တကောင်နဲ့အထီးကျန်စွာရှင်သန်နေထိုင်ရမယ်ဆိုရင်ဘလို့နေမလဲ။အခုပြောပြမယ်အာကျိတ်မြေခွေအထီးလေးကတော့ဒါကိုလက်တွေ့ကြော်ဖြတ်ခဲ့တာပါအစာရည်စာရှားပါလာတဲ့စောင်းရည်ဒီမှာသူဟာအသက်ရှင်ဖို့အတွက်ခီးအဝေးကြီးကိုနှင်ခဲ့ရပါတယ်တကောင်နဲ့အထီးကျန်နေတဲ့အချိန်အတွင်းမှာပဲတင်မိုင်ပေါင်း1000ကျော်ကို2လကျော်လေးအတွင်းဖြတ်ကျော်ခဲ့တာပါသူ့ရဲ့အရက်က12လက်မှပဲရှိပါတယ်ဒီတော့တင်းငယ်တဲ့ခန္ဓာကိုယ်လေးနဲ့ဒီလိုချမ်းချမ်းတဲ့ပတ်ဝန်းကျင်မှာရှင်သန်ဖို့ဆိုလားသူ့ရဲ့ဖြတ်ထိုးညံတစ်ခုတည်းအပေါ်မှာပဲမူတည်နေတာပါတကယ်တော့အာကျိတ်ဒေတာမှာဆိုတာတခြားတတဝါတွေစားကျွင်းစားကြံထားကြတဲ့အစာလေးရဖို့ဆိုတာတောင်သူ့အချက်တော့အောင်ပွဲတစ်ခုလိုပါပဲအခုတော့အချိန်တွေပြောင်းလဲလာပါပြီຫນွေဦးရာသီရဲ့အရေးအယောင်တွေစတွေ့နေရပါပြီသူအိမ်အပြန်လန်းကိုစတင်နေပါပြီဘာလို့လဲဆိုတော့သူဟာသူ့ရဲ့တသက်တာလက်တွဲဖော်လဲပြန်ဆုံတွေ့နိုင်ဖို့အထက်ပဲဖြစ်ပါတယ်သူတို့နှခေါင်းဟာစောင်းရာသီရဲ့ကြမ်းတမ်းမှုကိုတယောက်တစ်ခွဲစီရင်ဆိုင်ခဲ့ကြတာပါမိသားစုတစ်ခုကိုပြန်လဲတိဆောက်ဖို့ဆိုရင်သူမကိုမဖြစ်မနေရှာတွေ့ဖို့လိုပါတယ်ဒါပေမဲ့စိုးရင်စရာတစ်ခုကသူမကဒီစောင်းရာသီကိုကြံ့ခံနိုင်ခဲ့ပါမလားဟိုမှာကြည့်လိုက်ပါဦးပရိသတ်ကြီးသူမရှိနေပါလေသူနဲ့သူမလို့ပြန်လဲဆုံတွေ့သွားကြပါပြီຫນွေဦးနဲ့အတူသူတို့နှစ်ဦးအတွက်မိဘအဖြစ်တာဝန်ယူရမယ့်အချိန်ကလည်းရောက်ရှိလိုလာပါပြီအခုကစပြီးຫນွေရာသီမကုံဆုံးခင်အထီးသူတို့ရဲ့ရင်သွေးလေးတွေကိုပြုစုပြိုးထောင်ဖို့အတွက်အလုတ်ရှုပ်ကြတော့မှာပါကြမ်းတမ်းတဲ့စောင်းရာသီကိုကြော်လွှားပြီးမြစ်တာတရားနဲ့မိသားစုကိုပြန်လဲတိဆောက်နိုင်တဲ့ဒီမီကွေးလေးရဲ့ဇလန်းဟာတကယ်ကိုစိတ်လှုပ်ရှားစရာပါပဲဒီနေ့အတွက်တော့ဒီလောက်ပါနောက်ထပ်စိတ်ဝင်စားစရာတဘာဝတရားရဲ့အကြောင်းအရာလေးနဲ့အတူပြန်လာခဲ့ပါ